ဇလန်းလေးကတော့စားတောက်ဆိုင်လေးတစ်ခုမှာစတင်ခဲ့ပါတယ်။ဆိုင်ထဲမှာအလုသမားဝတ်စုံနဲ့နွမ်းပါပုံရတဲ့အမျိုးသားတစ်ယောက်ဟာတခြားသူတွေစားကျင်းစားကြံတွေကိုလိုက်လံတောင်းစားနေတာကိုတွေ့ရပါတယ်။ဒါကိုမြင်လိုက်ရတဲ့အမျိုးသမီးတဦးဟာစိတ်မကောင်းဖြစ်သွားပြီးသူ့ကိုကူညီဖို့ဆုံးဖြတ်လိုက်ပါတယ်။အမျိုးသမီးဟာထိုအမျိုးသားကိုစပွဲတစ်ခုမှာထိုင်ခိုင်းပြီးသူမရဲ့စားလက်စားဟင်းပွဲတွေကိုပေးလိုက်ပါတယ်။ဒါပေမဲ့သူမရဲ့စေတနာဟာဒီတင်မရက်တန့်ခဲ့ပါဘူး။သူမဟာဆိုင်ရှင်ကိုခေါ်ပြီးထိုအမျိုးသားအတွက်အာဟာရဖြစ်စေမဲ့အမဲသားခောက်ဆွဲပူတပွဲနဲ့အပြီးရွက်ဟင်းပွဲတွေကိုထပ်မံမှယူပေးခဲ့ပါတယ်။ဆိုင်ကတခြားစားသုံးသူတွေကတော့ဒီမြင်ကွင်းကိုကြည့်ပြီးမျိုးဝေဖန်နေကြသလိုတချို့ကလည်းဒီမျိုးသမီးရဲ့စိတ်ဓာတ်ကိုအံ့ဩနေကြပါတယ်။ဆောက်ဆွဲပွဲရောက်လာတဲ့အခါမှာတော့အဆိုပါမျိုးသားဟာဝမ်းသာအားရနဲ့အရသာရှိစားတောက်နေတာကိုမြင်တွေ့ရတာဟာတကယ်ကိုကြည်နူးစရာကောင်းလာပါတယ်။ဒီဇလန်လေးကပေးချင်တဲ့သင်ခန်းစာကတော့လောကမှာဘလောက်ပဲဆင်းရဲဒုက္ခရောက်နေပါစေတစ်ဖက်သားပေါ်ထားရှိတဲ့စာနာစိတ်နဲ့ကူညီတတ်တဲ့စိတ်ထားဟာအဖို့မဖြတ်နိုင်တဲ့အရာတစ်ခုပဲဖြစ်ပါတယ်။ကျွန်ုပ်တို့ရဲ့တင်းငယ်တဲ့အကူအညီတစ်ခုဟာတစ်ဖက်လူအတွက်တော့ဘဝရဲ့မျှော်လင့်ချက်တစ်ခုဖြစ်သွားနိုင်ပါတယ်။